အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ပျောက်ဆုံးနေပြီဖြစ်တဲ့မြန်မာနိုင်ငံတွေကရတနာတိုက်တွေအကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe မနှိပ်ခဲ့ရသေးရင် Subscribe လေးနှိပ်ခဲ့ပေးဖို့လေးစားစွာနဲ့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျနံပါတ်1ရွှေတကုံစီတော်ရဲ့မူလရတနာတိုက်တမိုင်းအဆိုအရဆိုရင်ရွှေတကုံစီတော်ကိုစတင်တည်ထားကိုယ်ွယ်ခဲ့စဉ်ကဗုဒ္ဓရဲ့စံတော်ရှစ်စုအပြင်ရွှေငွေဗရမများစတဲ့ရတနာများဖြင့်ဌာပနာခဲ့ကြတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တက္ကရာ1608ခုနှစ်မှာတော့ပေါ်တူဂီဘီယင်ဖိလစ်ဒီဘရိုတိုကဇေဒီကိုတူးဖော်ခဲ့ပြီးရတနာအများပြားယူဆောင်သွားခဲ့တယ်လို့ဒုတိယမြန်မာနိုင်ငံတော်ကကြောက်စာတွေမှာဖော်ပြထားပါတယ်။နံပါတ်2ပကံမြို့ဟောင်းအောက်ကလှည့်ဝက်ဥမင်လိုင်ကောင်းများပကံဖျားပေါင်း4000ကျော်ရှိတဲ့အနက်မှာ10%ခန့်မှာကတော့မြေအောက်လှိုင်ကောင်းတွေရှိနေပြီးအချို့မှာမင်းဆက်အသီးသီးကလှုပ်ဝက်ထားပြီးတော့တိုးဝက်ထားတဲ့ရတနာတွေအများကြီးရှိနေတယ်လို့ယူဆနေကြပါတယ်2018ခုနှစ်ကဂူပြသက်ဖျားအနီးမှာတူဖော်ခဲ့တဲ့အချိန်မှာတော့ရွှေဒင်းကားတွေကြောက်မြတ်ရတနာတွေကိုတွေ့ရှိခဲ့ပူပါတယ်နံပါတ်3ဗိတ်တနူမြို့ဟောင်းရဲ့ပျောက်ဆုံးနေတဲ့ရတနာများ BC 900မှာဗိတ်တနူပြည်လို့ခေါ်တဲ့ပြူမြို့ဟောင်းအနီးမှာအိန္ဒိယနဲ့တရုတ်ကုန်သည်တွေရဲ့ရွှေငွေရတနာတွေတူလောင်ခဲ့တယ်လို့ပြူလူမျိုးများရဲ့တမိုင်းစာအုပ်မှာဖော်ပြခဲ့ကြပါတယ်1990ပြည့်နှစ်များကဂျပန်ရှိဟောင်းသုတေသီတို့ကမြေအောက်ရေကန်တစ်ခုအနီးမှာရွှေပြားစတွေကိုတွေ့ရှိခဲ့ပူပါတယ်နံပါတ်4ဒီဘောမီရဲ့ပျောက်ဆုံးနေတဲ့ဘန်နာတိုက်1885ခုနှစ်ဗြိတိရှားတို့မန္တလေးကိုသိမ်းပိုက်တဲ့အချိန်မှာဒီဘောမီရဲ့ရွှေငွေရတနာအများစုကိုမန္တလေးတောင်နဲ့ရွှေကူမြစ်အနီးမှာဝန်ကြီးများကဟွက်ထားခဲ့ကြတယ်လို့ The Glass Palace Chronicle မှာဖော်ပြခဲ့ပါတယ်2018ခုနှစ်မှာကတော့မန္တလေးတောင်ချီမှာတူးဖော်ခဲ့တဲ့နေရာမှာရွှေဒင်းကားတွေထည့်ထားတဲ့အိုးတွေကိုလည်းတွေးရှိခဲ့ပူပါတယ်မုဒ္ဓမပင်လယ်အော်တွေကနန်းတွင်းရတနာများမွန်ဘရင်ရာဇာတိရဲ့နန်းတွင်းရတနာအများစုကတော့ပေါ်တူဂီနဲ့ဗြိတိရှားတို့မုဒ္ဓမကိုတိုက်ခိုက်တဲ့ဆင်မှာပင်လယ်အောက်သို့နင်းမြုပ်ခဲ့ရတယ်လို့မွန်ရာဇဝင်ကျမ်းတွေမှာဖော်ပြခဲ့ကြပူပါတယ်2015ခုနှစ်ကဒေသခံငါးဖမ်းသမားတဦးကတော့ရွှေနဲ့ငွေပြားအများပြားကိုရေတိမ်ပိုင်းမှာတွေ့ရှိခဲ့ပူပါတယ်နံပါတ်6ကမ္ဘောဇတိုင်းကြောက်စာပါရတနာတိုက်ပကံခေတ်ကြောက်စာတစ်ခုမှာကမ္ဘောဇတိုင်းအဲ့ဒါကတော့အခုခေါ်တဲ့စကိုင်းတောင်တန်းမှာမင်းဆက်အဆက်ဆက်ကရတနာတွေဝှက်ထားခဲ့ကြတယ်လို့ရေးထိုးထားပါတယ်2009ခုနှစ်ကစကိုင်းတောင်တန်းအနီးကူတစ်ခုမှာရွှေဖလားနဲ့ကြောက်မြတ်ရတနာတွေကိုတွေ့ရှိခဲ့ပူပါတယ်နံပါတ်9ပဲခူးမြို့ကရှင်စောပူရဲ့ရွှေဖယုံသီးရတနာတိုက်ဟန်တာဝရီဘယေမရှင်စောပူဟာသူမရဲ့ရတနာအများစုကိုရွှေဖယုံသီးပုံအိုးများဖြင့်ပဲခူးတောင်ချီမှာမြုပ်နှံခဲ့တယ်လို့ရွှေမော်တော်ကြောက်စာမှာဖော်ပြထားပါတယ်1998ခုနှစ်ကပဲခူးတောင်ဘက်အဆောင်မှာရွှေဖယုံသီးပုံအိုးကြီးတွေတွေ့ရှိခဲ့ရပူပါတယ်နံပါတ်10ရခိုင်ဘရင်များရဲ့ဒီပဲရင်မြို့ဟောင်းမှာရှိတဲ့ရတနာတိုက်ရခိုင်ဘရင်များဟာဒီပဲရင်မြို့အခုမြောက်ဦးလို့ခေါ်တဲ့နေရာမှာရွှေငွေကြောက်မြတ်တွေကိုဌာပနာပြီးတော့ဖျားတဆူတီထားကိုးကွယ်ခဲ့တယ်လို့ရခိုင်ရာဇဝင်သစ်တွေမှာဖော်ပြထားပါတယ်2016ခုနှစ်မှာမြို့ဟောင်းအတွင်းတူးဖော်ခဲ့တဲ့အချိန်မှာတော့ရွှေစင်ရွှေချက်ပေါင်း900ကျော်ကိုတွေ့ရှိခဲ့ပူပါတယ်နံပါတ်9အင်းဝါမြို့ဟောင်းရှိရွှေလေကြီးအင်းဝါဘရင်နာယပရိလက်ထက်မှာမင်းခမ်းမင်းသားနဲ့အခမ်းအနားပြုလုပ်တဲ့ရွှေလေကြီးကိုအေယာဝတီမြေအောက်မှာမြုပ်နှံခဲ့တယ်လို့အင်းဝါရာဇဝင်တွေမှာဖော်ပြခဲ့ကြပါတယ်2001ခုနှစ်မှာကတော့မြစ်ကြမ်းပြင်မှာရွှေနဲ့ငွေတွေအများကြီးပါဝင်တဲ့တစ်သားလေကြီးရဲ့အကျွင်းအကြံတွေကိုတွေ့ရှိခဲ့ပူပါတယ်နံပါတ်10တောင်ကြီးမြို့အနီးမှာရှိတဲ့ရှမ်းစော်ဘွားများရဲ့ရတနာတိုက်ရှမ်းစော်ဘွားတွေဟာသူတို့ရဲ့ရတနာတွေကိုတောင်ကြီးမြို့အနီးမှာရှိတဲ့လှိုင်ကူဘားထဲမှာဝှက်ထားခဲ့ကြတယ်လို့ရှမ်းပြည်သမိုင်းတွေမှာဖော်ပြခဲ့ကြပူပါတယ်2020ပြည့်နှစ်ကဒေသခံတအူးကဂူတစ်ခုအတွင်းမှာရွှေဆိုင်တွေငွေရင်းကားတွေအများကြီးကိုတွေ့ရှိခဲ့ပူပါတယ်မြန်မာနိုင်ငံမှာပျောက်ဆုံးနေတဲ့ရတနာတိုက်တွေဟာသမိုင်းနဲ့ရှက်နွယ်နေပြီးစမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေပါတယ်ဒီအချက်တွေကိုအခြေခံပြီးနောက်ထပ်သုတေသနတွေပြုလုပ်မယ်ဆိုရင်တော့ပို့ပြီးတော့အံ့ဩသင့်ဖွယ်ရာတွေထွက်ပေါ်လာနိုင်ပါသေးတယ်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့စိတ်ဝင်စားဖွယ်နေရာတွေအကြောင်းကိုလည်းဒီဗီဒီယိုရဲ့အောက်မှာရေးခဲ့ပေးကြပါဦးဗျာကြည့်ရှုပေးတဲ့မိတ်ဆွေတွေအားလုံးတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြတာပေါ့ခင်ဗျာ